တနေ့တစ်မျိုးထူးတဲ့ပြင်ဖြိုးဦးတဲ့ဟေးတနေ့တစ်မျိုးထူးတဲ့ပြင်ဖြိုးဦးပါကုန်ချက်တီဖြာစပူပါရှာတဲ့အာဃာတတယောက်ကိုတောက်လို့ပေါ်လာသာတိုင်းတစ်ခွင်တီးဦးမှာဥစ္စာမနိုင်ရှင်တူတာရွှေဝေယတနာစိန်ရွှေဖြာပြဒီဝါနမီးများရဲ့ချီးမြှောက်ခံသားပါ14နှစ်ရွယ်ကလေးကစကဒီဝါလောကတစ်ခွင်မှာမရှင်သာပြောရရင်သာကောလိပ်ကျောင်းတက်ပြီးနတ်လောကကိုချီဆက်လို့လားတပည့်များမှာ26ရောက်ပါမျိုးစီမှန်လို့အပင်တန်လို့လားဒီနေ့တစ်မျိုးထူးတဲ့ပြည့်ဖြိုးဦးဆရာပါနေ့တစ်မျိုးထူးတဲ့ပြည့်ဖြိုးဦးပါကုန်ချက်တီဖြာစပူမရှာတဲ့အာဃာတတယောက်ကိုတောက်လို့ပေါ်လာဥဒ္ဒါတိုင်းတစ်ခွင်တယူမှာဥစ္စာမနိုင်ရှင်တူတာရွှေဝေယတနာစိန်ရွှေဖြာပြဒီဝါနမီးများရဲ့ချီးမြှောက်ခံသားပါ14နှစ်ရွယ်ကလေးကစကဒီဝါလောကတစ်ခွင်မှာမရှင်သာပြောရရင်သာကောလိပ်ကျောင်းတက်ပြီးနတ်လောကကိုချီဆက်လို့လားတပည့်များမှာ26ရောက်ပါမျိုးစီမှန်လို့အပင်တန်လို့လားတနေ့တစ်မျိုးထူးတဲ့ပြည့်ဖြိုးဦးဆရာပါပကန်းကိုကြီးကျော်ချစ်တဲ့သားရတနာပြည့်ဖြိုးဦးပါအမေရင်ကောင်းဆွဲနှမှုဆောက်ရှောက်တဲ့သားပါနေပိုင်ရှင်ကြီးပကူပဲတော့အချီးမြောက်ခံသားမို့ပကူတိုင်းတစ်ခွင်မှာမညိုးသမိုင်းအစင်လားပကန်းကိုကြီးကျော်ချစ်တဲ့သားရတနာပြည့်ဖြိုးဦးပါအမေရင်ကောင်းဆွဲနှမှုဆောက်ရှောက်တဲ့သားပါနေပိုင်ရှင်ကြီးပကူပဲတော့ချီးမြောက်ခံသားမို့ပကူတိုင်းတစ်ခွင်မှာမညိုးသမိုင်းအစင်လားကြွလာရတဲ့တရုတ်လူကတနေ့တစ်မျိုးထူးတဲ့ပြည့်ဖြိုးဦးဆရာပါနေ့တစ်မျိုးထူးတဲ့ပြည့်ဖြိုးဦးပါကုန်ချက်တီဖြာစပူမရှာတဲ့အာဃာတတယောက်ကိုတောက်လို့ပေါ်လာဥဒ္ဒါတိုင်းတစ်ခွင်တယူမှာဥစ္စာမနိုင်ရှင်တူတာရွှေဝေယတနာစိန်ရွှေဖြာပြဒီဝါနမီးများရဲ့ချီးမြှောက်ခံသားပါ14နှစ်ရွယ်ကလေးကစကဒီဝါလောကတစ်ခွင်မှာမရှင်သာပြောရရင်သာကောလိပ်ကျောင်းတက်ပြီးနတ်လောကကိုချီဆက်လို့လားတပည့်များမှာ26ရောက်ပါမျိုးစီမှန်လို့ပင်တန်လို့လားတနေ့တစ်မျိုးထူးတဲ့ပြည့်ဖြိုးဦးဆရာပါပကန်းကိုကြီးကျော်ချစ်တဲ့သားရတနာပြည့်ဖြိုးဦးပါအမေရင်ကောင်းဆွဲနှမှုဆောက်ရှောက်တဲ့သားပါနေပိုင်ရှင်ကြီးပကူမဲတော့ချီးမြှောက်ခံသားမို့ပကူတိုင်းတစ်ခွင်မှာမညိုးသမိုင်းအစင်လားပကန်းကိုကြီးကျော်ချစ်တဲ့သားရတနာပြည့်ဖြိုးဦးပါအမေရင်ကောင်းဆွဲနှမှုဆောက်ရှောက်တဲ့သားပါနေပိုင်ရှင်ကြီးပကူမဲတော့ချီးမြှောက်ခံသားမို့ပကူတိုင်းတစ်ခွင်မှာမညိုးသမိုင်းအစင်လားကြွလာရတဲ့တရုတ်လူသွားတနေ့တစ်မျိုး
ထူးတဲ့